တီးဘလို့မှပြန်လဲကြိုးဆိုပါတယ်ဒီနေ့ပြောပြပေးမယ်ပုံမြင်လေးရဲ့ကောင်းစဉ်ကတော့ကြီးကန်းဘာကြောင့်မရတယ်လဲတခါကတိုးကြီးထဲမှာတိရစ္ဆာန်တွေအများကြီးပျော်ပျော်ရွှင်ရွှင်နေထိုင်ကြတယ်အဲ့ဒီအထဲမှာကြီးကန်းဆိုတဲ့ငှက်ကလေးဟာအရင်အလှကြိုက်တယ်တဲ့အဲ့ဒီချိန်တုန်းကကြီးကန်းရဲ့အယောင်ဟာအဖြူရောင်ဖြစ်တယ်အခုလိုအမဲရောင်မဟုတ်ဘူးတနေ့မှအဲ့ဒီကြီးကန်းကဟင်းငါအယောင်ကအမြဲတမ်းဖြူရတယ်အမြဲတမ်းကြည့်တော့မလားတော့တလို့ပဲငါအယောင်ပြောင်းလို့ရရင်ကောင်းမှာပဲလို့သူကတွေးနေတယ်တဲ့အားကြောင့်ဇီးကွက်ရဲ့အလှပြင်ဆိုင်ကိုတွားပြီးမဇီးကွက်ကျမရဲ့အမွှေးတွေကိုပန်းရောင်စိုးပေးပါလားကျမအဖြူရောင်အမွှေးတွေကိုမကြိုက်ဘူးလို့ပြောတယ်ဇီးကွက်ကလည်းကောင်းပါပြီဆိုပြီးတော့ကြီးကန်းပြောတဲ့အတိုင်းပန်းရောင်စိုးပေးလိုက်တယ်ကြီးကန်းကလည်းသူ့ကိုယ်သူမှန်ထဲမှာကြည့်ပြီးရမ်းကိုသဘောကျနေတယ်။အိုးလှလိုက်တာလို့သူ့ကိုယ်သူချီကျူးနေတယ်။မကြခင်မိုးတွေရွာတော့ကြီးကန်းရဲ့ကိုပေါ်မှာပန်းရောင်တွေအကုန်ကျိုးပြီးသူ့ရဲ့ပင်ကိုရောင်ဖြစ်တဲ့အဖြူရောင်ပဲပြန်ဖြစ်သွားတယ်။အဲ့ဒါနဲ့ကြီးကန်းဟာဇီးကွက်စီကိုတစ်ခေါက်ပြန်သွားပြီးဒီတစ်ခါတော့အပြာရောင်စိုးပေးပါအမရဲ့ပန်းရောင်ကအယောင်ကျွတ်တယ်လို့ပြောတော့ဇီးကွက်ကလည်းကြီးကန်းပြောသလိုသူ့ရဲ့အမွှေးတွေကိုအပြာရောင်စိုးပေးပြန်တယ်မကြခင်မှာမိုးထက်ရွာပြန်ရောအဲ့ဒီခါကြီးကန်းရဲ့ကိုပေါ်ကရောင်နေလဲကျွတ်သွားပြန်တယ်ကြီးကန်းကလည်းစိတ်ညစ်ညစ်နဲ့ဇီးကွက်စီပြန်သွားပြီးမဇီးကွက်ရဲ့ဒီတစ်ခါတော့ဘယ်တော့မှမကျွတ်နိုင်တဲ့အယောင်စိုးပေးပါဇီးကွက်ကလည်းစဉ်းစားပြီးနင်းအမဲရောင်ဆိုရင်ဘယ်တော့မှမကျွတ်တော့ဘူးလို့ပြောပြီးအမဲရောင်စိုးပေးလိုက်တယ်အဲ့ဒီအချိန်ကစားပြီးကြီးကန်းရဲ့အယောင်ဟာအမဲရောင်ဖြစ်သွားတော့တယ်ကွယ်ကျေးဇူးတင်ပါတယ်ဗျာ